မနေ့ပြန်ကြွေးတော့မှဆိုတော့ဒီနေ့အဝလည်းပဲလဲပါတယ်ကောင်းမကတဲ့ကနေရောက်စလို့ကြရိတ်ထနေချက်ပါပြီကချီရရင်ဘယ်လောက်လှလဲဆိုတာပြသပေးမှာပါမနေ့ပိုင်းစနေဆိုတော့ဘသူမှရေမစင်ကူကြဘူးရေကလည်းတက်နေတဲ့ခြေဆိုတော့လေအရင်ခတဲ့ဆိုရင်အမိုက်တွေနင်းပါလာတယ်ဗျရေတော်စိတ်ပြန်နေရောဗျအမွန်ပြေးလေးဆိုပြီးရေကတော့အေးအေးလေးနဲ့ခွဲဝယ်စားခဲ့ပါတယ်တစ်ခွက်ကိုမှ2500ချက်ပဲပေးရပါတယ်ဗျတင်မိုတီထောင်းလက်ဖက်တုတ်ထမင်းကျော်ဂျာဆန်တုတ်တုံရဟင်းချိုပဇော်ပွားကျော်လေးမှာစားခဲ့ပါတယ်အချိုရည်တွေလည်းပါသေးတယ်ဗျလူခုနှစ်စားဖို့မှာခဲ့ပါတယ်စုစုပေါင်း98,500ချက်ပဲပေးရတယ်ပေါ့နော်တော်တော်လေးတိုင်လဲဆိုတော့ပေးရမှာပဲအရင်ဝင်သွားတော့လာပြီးချွေးနေတယ်ပေါ့နော်လူစိတ်ပြတ်တော့ပါပြီစားပြီးပြီဆိုတော့ရေတော့ကိုမှဖြစ်ပါတယ်ရေလဲကူးပြီးပြီဆိုတော့ရေချိုပြီးအုတ်သီးဆက်ကိုတွားနေတာပါမောက်စားချင်လို့လက်ကလေးနဲ့လာတောင်းစားနေတာညနေ3 နှစ်လောက်ရှိပါပြီရေကလည်းဟိုးအောက်ကိုရောက်သွားပါပြီအိမ်မပြတ်ခင်ရက်ခဲ့ပါသေးတယ်နှစ်ယောက်စလုံးကောင်းမှုလို့ရေတော်မနေတော့ပါဘူးဗီဒီယိုကိုဒီနေရာမှာပဲဆက်သက်လိုက်တော့မယ်နော်အားလုံးပဲဘိုင်ဘိုင်